အားလုံးပဲမင်္ဂလာပါခုဆုံးမပုံကတော့100က exercise ရဲ့ number 6မ6ပုံမှာအဲ့ဒီမှာကျွန်တော်ဆွဲမဲ့ဥစ္စာဒီမှာကြည့်လိုက်တယ်နော်ဒီကောင်လေးက radius 10ဒါလေးက radius 8ဒါလေးက radius 8ဒါလည်း8အဲ့ကောင်လေးတို့ဒါဒီကောင်လေးရင်ဆွဲလိုက်ပါမယ် cm down နောက်လဲဆိုတော့downပြီးတော့သူရပြင်မှာဘယ်လောက်ရှိရလဲဆိုတော့20ပေါ့နော် c and down 20 and down ပြီးဒီကောင်ကို copy လိုက်အောင် although print out ရတယ် c and down ဒီ distance က plus ဆိုတော့ general ဒီကောင်အတူတူပဲနော်45ဆိုတော့90 and Europe and နောက်ကဒီကောင်လေးကကြတော့ဒီနေရာမှာပဲဆိုပြီးတော့အပေါ်90နဲ့တင်လိုက်ပါဒီကဘယ်လောက်လဲဆို radius 8 cm down 8 and ပြီးတော့ဒီ x ဆိုတဲ့စာပေလေးကို and အပေါ် direction ပြ90 length and ပြီးတော့ပြည့်အပြင်မှာဘယ်လောက်ရှိလဲဆို14ဆိုတော့ဆိုချီ c and 15 and ဒီကောင်ကိုပြီးဖူးပါမယ် c and here ကနေပြီးတော့ Huawei ကဘယ်လောက်လဲဆို40နောက်ဖူးကကြတော့ဒီပုံအဲ့ကောင်ဘက်ကကြတော့ဒီလို x အဖြစ်45 y အဖြစ်3လောက်ဆိုတော့10 2 40မှာ30 and here ဒါဆောက်လိုက်ရဟုတ်ပြီအဲ့ဆိုတော့ဒီ line လေးတွေဆိုတော့ဆိုတော့ L and shift right left tangent shift right left tangent here and not one and down shift right left tangent shift right left tangent and that ပြီးတော့ကြတော့သူနှစ်ခုကို and နောက်ကဒီကောင်လေးကကြတော့တို့နှစ်ခုကိုဖိလက်ချိုးကြည့်မှာပေါ့နော်90 up and down and down 90 and ဒီလိုမျိုးရမှာပေါ့နော်အစလုံးပြင်အဲ့ဆိုတော့တို့ဘာနဲ့ဆွဲမလဲဆိုတော့TTR စာပေနဲ့ဆွဲလိုက်မှာနော် C and TTR ညကလေးradius ကကြတော့ဒါဆန်ပြီးကြရင် train လိုက်ပြပါ TR andဒီဆွဲပေရနေဒီဆွဲပေရand play and နောက်ကဒီက rectangle လေးကိုဆွဲပါမယ်သူက30 90နဲ့ rectangle ပါ REC and shift to 30 comma 27နဲ့ and ဒီကောင်လေးကိုနေရာကြအောင်ရ and ဒီသူ့ကိုတိုင်းထားတာကဒီကောင်ပွားရန်လေးကနေတိုင်းထားသူ့ရဲ့ပွားအဲ့ဆိုတော့ဒီဘက် point လေးကနေကောင်းလာပြီးတော့သူ့ရဲ့တပ်ပွားရန်ကိုချလိုက်ပြီးတော့အောက်ကိုပြန်ရှူရမယ် and နောက်ရှူနေဆိုတော့20နဲ့ and ဒါဆိုဒီကောင်လေးရပါ now ဒီ line နေရာကြတော့ဒီစာပေကနေပြီးတော့မှပွားရန်နဲ့ဆွဲထားတဲ့ line အဲ line down
upper and down and down now T line ကြတော့ကျွန်တော်တို့ဒီရနေပြီးတော့နော်15ခွာမှရှိရ L and down and down 15အခွာရရှင်နော် at the day and down ပြီးကြပြီ delete အဲ့ဒါဒီနာဖေးလက်ပြီးသူ beam ထားပြီးတော့ file လို့ဆွဲထားတာ recording နဲ့မှာသူရ recording နဲ့မှာတွေ့အဲ့ဆိုတော့ have under our under five content ပြီးတော့ multiple ဒီကောင်လေးရလာပြီအဲ့ဒါဒီဘက်ကိုမှလမ်းရိုင်းလို့ရပါတယ်ဟုတ်ပြီမရောင်းမကောင်းရဒီ line ဒီကောင်ဒီ line ရနောက်ဒီ line ရဒီကောင်သူdown and enter လို့မှာ space and down နဲ့ under ဒါရင်ဒီပုံလေးပြတာနောက်ဒီသားလေးမှာ trope ဆက်ဖို့ကြံ er under underဒါဆိုရင်ကျွန်တော်တို့ဆွဲနေတဲ့ဒီပုံလေးကိုရှောင်း